ကောင်းကြံတံပြန်ထိဟိုးရှိတုန်းကဘာနတိပြည်မှာဗြဟ္မရမင်းကြီးမင်းပြုတဲ့အဲ့ဒီအချိန်မှာဟိမဝန္တာအရက်မှာရှိတဲ့လှိုင်ကူတစ်ခုမှာစိတ်အုပ်တအုပ်နေတယ်လှိုင်ဆိုတာလေမိုးလုံနဲ့မြေကြောက်အခေါင်းကြီးပေါ့ကွယ်အဲ့ဒီလှိုင်နဲ့မနီးမဝေးမှာရှိတဲ့လှိုင်တစ်ခုမှာတော့မြေခွေးလင်များနေတဲ့မြေခွေးဟာစိတ်တအုပ်ကစိတ်ကိုအလစ်ချောင်းဖမ်းယူစားတော့တတ်ပြီးအသားတစ်ကိုကိုက်ချီကမယားမြေခွေးမထံယူလာပြီးကျွေးမွေးတတ်တယ်မြေခွေးလင်များဟာဒီလိုနဲ့စိတ်သားစားကဆူဖြိုးနေကြတာပေါ့ကွယ်ဖမ်းယူစားတော့ဖန်များလာတဲ့အခါစိတ်အုပ်ဟာတဖြည်းဖြည်းရောပါကုံဆုံးလာတယ်ဒါပေမဲ့ကမာတာလို့ခေါ်တဲ့စိတ်မဟာပါးနဲ့လိမ်ပါပြီးပညာရှိတာကြောင့်မြေခွေးဟာမဖမ်းယူနိုင်ပဲကျွင်းကြံနေတဲ့တနေ့မှာမြေခွေးကမြေခွေးမကိုခေါ်ပြီးရှင်မငါတို့စားလို့စိတ်အုပ်ကုန်ပြီစိတ်မတကောင်သာကြံတော့တယ်ရှင်မအဲ့ဒီစိတ်မနဲ့အကျွမ်းဝင်အောင်မိတ်ဖွဲ့ကြည်ပါအကျွမ်းဝင်တဲ့အခါငါကတေးကြည်အောင်ဆောင်နေမယ်ငါ့ကိုတကြွရွာမှာတင်စိတ်မကူညီပါလို့ပြောပြီးစိတ်မကိုပအောင်ခေါ်ခဲ့အနီးကိုရောက်တာနဲ့ငါကခုံအုပ်ပြီးကိုက်တက်လိုက်မယ်ပြီးတော့ငါတို့လင်မယားတဝါကြီးစားတော့ကြတာပေါ့လို့ပြောလိုက်တယ်မြေခွေးမကလည်းကောင်းပြီလို့ဝန်ခံပြီးစိတ်မနဲ့အဆွေခင်မုန်းသွားဖွဲ့တဲ့ဒီလိုနဲ့မြေခွေးမဟာစိတ်မနဲ့မိတ်ဖွဲ့လို့အကျွမ်းတဝင်ရင်းနှီးလာတယ်တနေ့မှမြေခွေးမှလည်းအတိုင်းငါယောက်ျားတည်လို့လိုက်ပြီးကူပြီးတကြိုပေးပါလို့မြေခွေးမကသူတို့နေရာကိုခေါ်တယ်အဲ့ဒီခါစိတ်မကတင်းလင်ဟာစိတ်တွေကိုဖမ်းယူစားတော့တတ်လို့ငါမလိုက်ဝင်ပါဘူးညင်းတယ်မြေခွေးမကအဆွေစိတ်မှမကြောက်ပါနဲ့တေးပြီးတဲ့မြေခွေးဟာတင်းကိုဘလို့ရန်ရှာနိုင်မှလဲလို့ပြန်ပြောတယ်စိတ်မကတော့မြေခွေးတွေဟာညံများတတ်လို့ကြောက်ကြောင်းမြေခွေးမကလည်းတယောက်ကြားတကယ်တေဆုံးလို့အကူညီလိုလို့သာခေါ်ရကြောင်းအတန်တန်ပြောတယ်အဲ့ဒီလိုမြေခွေးမကမျက်နှာငယ်နဲ့တန်တန်ပြောဆိုတောင်းပန်တော့စိတ်မကတကယ်တေလို့ဖြစ်မှာပဲလို့တွေးပြီးမရေတရေလိုက်ပါတော့တယ်ဒါပေမဲ့စိတ်မကပါနတ်တော့မြေခွေးမကိုရှေ့ရသွားစေပြီးသူကနောက်ကတတိနဲ့လိုက်တာပေါ့ကွယ်တေးချင်းအောင်ဆောင်နေတဲ့မြေခွေးဟာမြေခွေးမရဲ့ခြေတံကိုကြားရတဲ့အခါစိတ်မပါလာသလားပါမလာဘူးလားသိကျင်တာနဲ့ခေါင်းထောင်ကြည့်လိုက်တယ်အဲ့ဒီလိုအမှတ်မဲ့ခေါင်းထောင်ကြည့်လိုက်တာကိုတတိနဲ့လိုက်လာတဲ့စိတ်မဟာမြင်သွားတာပေါ့ကွယ်မြေခွေးမဟာရုံမာတဲ့သဘောနဲ့ငါ့ကိုတက်လို့တာကြောင့်သူ့ယောက်ျားတေးနေတယ်ဆိုပြီးလှည့်စားခေါ်ခဲ့တာပဲလို့ချက်ချင်းသဘောပေါက်တယ်ဒါနဲ့အလင်းမြန်ပဲနောက်ကျောင်းကိုရုတ်တရက်ပြန်လှည့်ပြေးတဲ့ဒီခါမြေခွေးမကနောက်မှပြေးလိုက်ပြီးအဆွေစိတ်မအဘဲကြောင့်ပြန်ပြေးပါတယ်လို့မေးလိုက်တယ်စိတ်မကတေးပြီဆိုတဲ့တင့်လင်အားခေါင်းထောင်ကြည့်တယ်တင်တို့ဟာလှည့်ပြားတတ်တယ်ငါဟာလှည့်ပြားတတ်သူကိုရှောင်ကျင်တယ်လို့ဆိုလိုက်တယ်မြေခွေးမဟာစိတ်မပြန်လိုက်ဖို့အတန်တန်ပြောပေမဲ့မရတော့ဘူးတဲ့ဒီလိုနဲ့မြေခွေးမဟာသူ့လင်မြေခွေးထံပြန်လာခဲ့ရတယ်ရောက်တဲ့အခါမြေခွေးကရှင်မတင်ဟာဒဲယူပါလားငါအနီးကိုရောက်နေကမှဘာကြောင့်စိတ်မကိုပြန်ပြေးအောင်လုပ်တယ်လဲလို့ကဲ့ရဲ့တယ်အဲ့ဒီခါမြေခွေးမကငါမယူဘူးတင်သာယူတာတေဟန်ဆောင်တဲ့သူကအချိန်အခါမတင်ပဲခေါင်းထောင်ကြည့်ရတဲ့လားတင်သာယူတယ်လို့မြေခွေးမကပြန်ချီပါတယ်အဲ့ဒီခါမြေခွေးဟာသူ့ရဲ့သတိလစ်မှုကိုသူပြန်ဆင်ခြင်မိတဲ့ငါမှားပါပဲကွာလို့ဝန်ခံတဲ့ဒီခါမြေခွေးမကအရှင်းမစိုးရင်မှနဲ့ဒီတစ်ခါစိတ်မလိုက်ပါလာအောင်ကြံပါအောင်မယ်ပါလာတဲ့အခါသာမလွတ်တမ်းအမိအယဖမ်းပြီးတော့လို့လင်းတော်မောင်မြေခွေးကိုအားပေးတဲ့အဲ့ဒီလိုနဲ့မြေခွေးမစိတ်မထန်တဖန်ပြန်သွားပြန်တယ်ရောက်တဲ့အခါပြုံးချိုတဲ့မျက်နှာပေးနဲ့အဆွေစိတ်မတင်ကျွန်ုပ်တို့နေရာလိုက်ခဲ့တာဟာကောင်းသောလာခြင်းဖြစ်ပါတယ်တင်ရောက်လာတာကြောင့်ငါယောက်ျားကမျောနေရကတတိပြန်ဝင်ပြီးခေါင်းထောင်ကြည့်မိတယ်တင်တို့နှစ်ဦးစကားဆံပြီးပြောရင်လိုက်ခဲ့ပါအောင်လို့ခေါ်ပြန်တဲ့ဒီအခါပါနတ်လိမ်မာတဲ့စိတ်မဟာတခါသေးဘူးပြင်ဖို့နားလည်နေတာကြောင့်စိတ်ထဲကကြိတ်ပြုံးမိတဲ့ညံနီညံနယ်များကောက်ကျစ်လှည့်စားတတ်တဲ့မြေခွေးမကိုတဖန်ပြန်လှည့်စားပညာပေးဖို့အကြံဖြစ်တဲ့ဒါနဲ့စိတ်မကအဆွေမြေခွေးမတင်းရဲ့ဖိတ်ကြားချက်ကိုငါလက်ခံပါတယ်ငါဟာမိတ်ဆွေအချွေရန်တွေနဲ့တင်းတို့စီကိုလာပါမယ်အစားအသောက်သာစီမံထားပါလို့မှားလိုက်တဲ့ဒီအခါမြေခွေးမကစိတ်မရဲ့မိတ်ဆွေအချွေရန်ဆိုတာဘသူတွေလဲဘလောက်များမှလဲလို့သိကျင်တဲ့ဒါကြောင့်အဆွေစိတ်မတင်းရဲ့မိတ်ဆွေဆိုတာဘသူတွေလဲဘလောက်များများငါတို့အစားအသောက်တွေစီမံထားရမှာလဲလို့မေးလိုက်တယ်ဒီအခါစိတ်မကငါမှမိတ်ဆွေမြေခွေးလေးကောင်ရှိရဲ့တကောင်လင်အချွေရန်မြေခွေး9စီရှိကြတယ်ဒါကြောင့်ငါဟာမြေခွေးအချွေရန်2000နဲ့တင်းစီလာမယ်အဲ့ဒီမြေခွေးတွေအစာမရရင်တင်းတို့လင်မယားကိုကိုက်ဖြတ်စားတောက်လိုက်မယ်လို့ပြောလိုက်တဲ့ကွယ်ဒီတော့မြေခွေးမှလည်းထိတ်ထိတ်ပြပြဖြစ်ပြီးအဆွေစိတ်မှတင်မလာပါနဲ့တော့တင်ပြောတဲ့အတိုင်းတင်းအိမ်မှာခွာလင်ဘန်နာစည်းစဉ်ပြက်လိမ့်မယ်အ
အနာရောဂါရောက်လိမ့်မယ်အဆွေခင်မုန်းပြီးသားစားငါကတားပေးရစီအဆွေစိတ်မှတင့်ရင်ကမခွာပါနဲ့လို့ကတော့ကမျောပြောဆိုကလင်းရှိရာကိုကြောက်လန့်တကြီးပြန်ပြေးသွားပါရောတယ်ကွယ်အဲ့ဒီချိန်ကစပြီးမြေခွေးလင်မယားဟာစိတ်မရှိတဲ့အရက်တို့မကြက်စားရတော့ဘူးလေကွယ်အဲ့ဒီပုံမြင်လေးကိုထောက်ပြီးကလေးတို့လည်းကိုအကျိုးလိုလားလို့ပြောသလားကိုအကျိုးစိုးရုပ်ဖို့ပြောသလားဆိုတာချင်းချင်းကြီးတတ်ကြဖို့လိုတာပေါ့ကွယ်